အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပေးသက်တဲ့အားလုံးမင်္ဂလာပါဆိုတော့ကျွန်တော်တို့ဥရောပ Champion League ပေါ့လေဒါ UEFA ရဲ့ Champion League ပွဲစဉ်တွေကျွန်တော်တို့ပြန်စပြီပေါ့လေဒီ Champion League ပွဲစဉ်တွေပြန်စတဲ့အခါမှာအင်္ဂါနေ့ညမှာ Real Madrid က Bayern Munich နဲ့ကန်မယ် Arsenal က Sporting Lisbon နဲ့ကန်မယ်ပြီးတော့ဗိုလ်ကြီးတွေမှာ Atletico Madrid နဲ့ Barcelona ပြီးတော့မှ Paris Saint-Germain နဲ့ Liverpool အဲ့လိုကန်ကြမယ့်အချိန်မှာအခုလက်ရှိအနေထားအရဘယ်လိုဖြစ်လဲဆိုတော့ဒီအင်္ဂလိပ်ကလပ်တင်နှစ်သင်းကဟိုဘက်ဒီဘက်ကြာနေပြီးတော့နောက်လာလီဂါနှစ်သင်းလာလီဂါ3သင်းပါတယ်အင်္ဂလိပ်ကနှစ်သင်းမှာအင်္ဂလန်ပရီးမီးယားလိဂ်ကလပ်တင်နှစ်သင်းရဲ့ final ဒါမှမဟုတ်ရှင်ရင်အက်ကလပ်စီကိုပဲဖြစ်ဖြစ်မဒရစ်ဒါဘီပဲဖြစ်ဖြစ် final ဖြစ်နိုင်တာဒီ quarter final ၄ပွဲပေါ့လေ PSG ကပြီးရဲ့နှစ်တုန်းကလီဗာပူးကိုရှုံးထွက်16သင်းမှာကြော်ဖြတ်ထားတဲ့အသင်းဖြစ်တယ်အခုလောလောဆယ်မှာလီဗာပူးရဲ့ chance ကမရှိမို့ရှိတယ်ဒါပေမဲ့သူတို့ကိုယ်တိုင် struggle ဖြစ်နေတဲ့အချိန်မှာဒါအချိန်ကောင်း PSG ကလီဗာပူးနဲ့ရင်ဆိုင်ရတဲ့အနေအထားပဲအဲ့နေရာမှာဒီ Paris Saint-Germain နဲ့လီဗာပူးကတကယ်ကိုထိုက်ခိမ့်ပဲဒါအင်္ဂလန်ကလပ်အသင်းပေါ့လေကျွန်တော်အမြင်ပြောတာလီဗာပူးရဲ့ဥရောပချန်ပီယံလိအရှိန်အဝါနဲ့ Anfield ဆိုတဲ့အရှိန်အဝါကဒီဟာဒီမှာနည်းနည်းကျနေတယ်ဗျဒါမနစ်ကဒီ Anfield ကတော်တော်လေးဟုတ်တယ်ဒီနေ့နည်းနည်း struggle ဖြစ်တဲ့အချက်က PSG မှာအခွင့်အရေးရှိတယ်လီဗာပူးတော်တော်လေးခက်ခဲကန်ရမယ်ဒါအခုလက်ရှိအနေထားပေါ့လေဒါတစ်ဖက်မှာကျွန်တော်တို့အခုဘာသွားမြင်လဲဆိုတော့အခုလောလောဆယ်အနေထားရဒါနောက်တစ်ပွဲကဘိုင်မြူနစ်နဲ့ Real Madrid ဒီနှစ်သင်းကဒါဘယ်တော့တွေ့ဘယ်လိုပြောမလဲအမြဲတမ်းဘိုင်မြူနစ်ကို Real Madrid ကအမြဲနိုင်တာဒါဘယ်လိုပြောဒီနှစ်သင်းကြားမှာကျွန်တော်ကတော့ထင်တာတော့ဒီချိန်ဟာဘိုင်ယန်အတွက်အခွင့်အရေးဖြစ်လာနိုင်တယ်ဘာလို့ဘိုင်ယန်မြူနစ်အခွင့်အရေးဖြစ်လာလဲဘိုင်မြူနစ်ကသူအမြဲတမ်းဒါ2012ခုနှစ်မှာသူတို့ရှုံးတော့နောက်ဆုံးနိုင်ခဲ့တာဗျာ Real Madrid ကို2012တုန်းကအဲ့တော့ကအင်္ဂလိပ်မှာ 2-1 နဲ့နိုင်တယ်အဲ့တော့မာရီယိုဂိုမက်စ်ကိုသွင်းတယ်ဒုတိယအကျုံးမှာ Real Madrid ပြန်နိုင်တယ်ဒါနဲ့သူတို့အချိန်ပိုးတွေပယ်နတီတွေရောက်ပြီးတော့မှပယ်နတီမှာအာယန်ရိုဘင်တို့ဝင်ပြီးတော့ဟိုဘက်ကကာကာယိုရိုနယ်ဒိုနှစ်ယောက်ဆုံးလွဲသွားတာပေါ့လေဆိုတော့အခုလက်ရှိအနေထားရလူးစ်ဂျီရဲ့ကမိုက်ကယ်အလီဆေဦးမှာဟာရီကိန်းနဲ့ပြန်ကောင်းမဒရစ်အတွက်ခက်ခဲမဲ့ပွဲပဲဒါအမှန်တိုင်းပြောတာ Real Madrid struggle ဖြစ်နေတဲ့အခြေအနေကနေ Real Madrid တဲ့ခက်ခဲနိုင်တဲ့ပွဲဖြစ်တယ်ဒါလက်လောဆယ်အနေထားရတော့ကျွန်တော်အထင်တော့ဒါ50-50 game ဆိုတော့ Real Madrid ထက်ပိုင်းနည်းနည်းလေး60-40လို့ပြောလို့ရတယ်ဒါပေမဲ့ Champions League Real Madrid ရဲ့အရှိန်အဝါကအမြဲတမ်းကြီးရတယ် PSG ပွဲကတော့55-45ဖြစ်နိုင်တယ် PSG ကလက်ရှိမှာခြေစွမ်းနည်းနည်းတည်ငြိမ်နေတဲ့အသင်းဖြစ်ပြီးတော့55-45ဖြစ်နိုင်ပြီးတော့ဒါတစ်ဖက်မှာတော့ဒါဘာစီလိုနာအတလက်တီကိုမှတွေ့ပုံမှန်အဖြစ်အတလက်တီကိုကဘာစီလိုနာဒုက္ခပေးတယ်ဒါပေမဲ့ဟိုတနေ့ကစားသွားတဲ့ခြေစွမ်းရောဟာစီဖလစ်ကဘာစီလိုနာနဲ့တီကိုတခါပဲရှုံးမှုတာဒါဒီနေ့ကိုပါဒရီပထမကြောမှာအဲ့တော့က Eric Garcia ထုတ်ခံပြီးတော့၄ကိုပြတ်သွားတယ်ဆိုတော့ကျွန်တော်လူမထုတ်ခံရရင်ဟာစီဖလစ်တီကိုမကြောက်ရဘူးဆိုအဲ့ group အဲ့ဒါကကျွန်တော်ထင်တော့60-40 maybe ဟာစီဖလစ်65-35တော့ဖြစ်ကောင်းဖြစ်နိုင်တယ် maybe 60-40ပေါ့လေနှစ်သင်းတော့တကယ်လေးကောင်းတဲ့အသင်းတွေပဲတော့ပထမကြောဘာဆိုနာအိမ်ဝင်ခံရမယ်ပြီးတော့ Real Madrid ကအိမ်ဝင်ခံရမယ် Paris Saint-Germain ကအိမ်ဝင်နဲ့ Arsenal ကတော့အဝေးကွင်းမှာ Sporting Lisbon နဲ့ကန်မယ်ဒီထိုင်မှာတော့65-35လို့ပြောကြတယ်အထူးဖြင့် Sporting ထက်ဆိုင် Arsenal က Champions League မှာပိုငြိမ်နေဆိုပြီးတော့သူတို့သုံးသပ်ထားကြတယ်ဒါ Bandit တွေကရောအခု Champions League ပြိုင်ပွဲမှာဒါအခုရှုံးထွက်ပြီးတော့ quarter final ရောက်လာတဲ့8သင်းမှာ Champions League မှာဘိုးဆွဲဖို့ညီပန်းစားဆုံးက surprise နဲ့ Arsenal ကိုထိပ်ဆုံးမှာပေးထားတယ်ဆိုတော့ Mikel Arteta ရဲ့ Arsenal ကထိပ်ဆုံးမှာဦးစားပေးအဖြစ်ထိပ်ဆုံးမှာသတ်မှတ်ထားပြီးတော့သူ့တောင်မှာ Bayern Munich Barcelona Paris Saint-Germain Real Madrid Liverpool Atletico Madrid နဲ့ Sporting Lisbon ဆိုတော့ Sporting ကလုံးဝကိုတက်ဖို့အတွက်ဒါအခက်အခဲဆုံးသူတွေသဘောတရားနဲ့သူတို့ပေးထားပြီးတော့50စတိပေးထားတယ်တီကိုက21စ Liverpool က10စReal Madrid က9စ PSG က6စ Barcelona က5စခွဲ Bayern Munich က4စ Arsenal က3စခွဲ7-2ပေါ့လေဒါပေးထားတယ်ဆိုတော့ Mikel Arteta ရဲ့ Arsenal ကို Champions League မှာပို့ဆွဲဖို့ဒီပန်းစားဆုံးပေးထားပြီးတော့ Bayern Barcelona PSG Real Madrid Liverpool Atletico Sporting ဆိုတော့သူတို့ပြောဖို့ရဆိုရင်ဗျာ Arsenal တက်မယ် Bayern တက်မယ် Barcelona တက်မယ် PSG တက်မယ်ဆိုပြီးတော့ order ကပေးထားတာပေါ့လေဘယ်လိုမြင်ကြလဲဒါ Champions League ရဲ့ပထမအကျိုးပွဲစဉ်တွေပေါ့လေအားလုံးကျေးဇူးတင်ပါတယ်